တရားကိုသာအားကိုပါယုံနေနံပဲရှိတယ်ဒီယုံနေနံကလည်းဘယ်တကိုးရှင်ကမှလှုပ်ပေးတာမဟုတ်ဘူးဘယ်အထက်ဆရာအောက်ဆရာကမှလှုပ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်နေတာပဲကောင်းတဲ့အကြောင်းကြောင့်ကောင်းတဲ့အကျိုးဖြစ်နေတာပဲကောင်းရောင်ကောင်းဝဲလုံနိုင်လို့အကျိုးစီးပွားဖြစ်ထွန်းလာတာပဲမလှုပ်ဖဲနေတော့အလိုအလျောက်ဖြစ်လာတာမရှိဘူးဘယ်တကိုးရှင်ဘယ်ကဲတင်ရှင်ကမှအကျိုးစီးပွားဖြစ်အောင်လှုပ်မပေးနိုင်ပါဘူးအဲ့ဒီအကြောင်းအကျိုးပိုင်နိုင်တဲ့ဉာဏ်ရသွားမှာမဟုတ်ရင်ဟိုဟာဟုံနိုးနိုးဒီဟာဟုံနိုးနိုးဟိုဟာအာကိုရကောင်းနိုးနိုးဒီဟာအာကိုရကောင်းနိုးနိုးနဲ့အာကိုတွေလွဲပြီးတော့ဖြစ်နေကြတယ်အဲ့ဒီမှာတမ္မာဒိဋ္ဌိကနေပြီးမိစ္ဆာဒိဋ္ဌိဖြစ်သွားရတာသိနာတာပဲမိစ္ဆာဒိဋ္ဌိလမ်းကြောင်းကတဏှာရည်ကြောမျောဖို့ပဲဒုက္ခဆက်ကလွတ်ရမရှိတာအဲ့ဒီဒိဋ္ဌိဥဆောင်တာပဲအမှားသိမှုအမှန်မသိတော့ဘူးတကယ်တော့ယုံနေနံပဲရှိတယ်အကြောင်းနဲ့အကျိုးပဲရှိတယ်ဘသူကိုဘသူကမှကောင်းအောင်စိုးအောင်ပြုလုပ်လို့မရဘူးကိုမရှိတဲ့စိတ်တသိက်တွေကိုအကြောင်းခံပြီးတော့အကြောင်းမှန်အကျိုးမှန်နေဖြစ်ပေါ်နေတယ်အကြောင်းဆိုးကြောင့်အကျိုးဆိုးတွေဖြစ်ပေါ်နေတယ်အချင်းမျိုးစီစရင်အချင်းသည်တည်မယ်အခါမျိုးစီစရင်အခါသည်တည်လာမယ်အချို့မျိုးစီစရင်အချို့သည်တည်လာမယ်ဒူရင်ပင်စရင်ဒူရင်သည်တည်လာမယ်တမပင်စရင်တမသည်တည်လာမယ်တန်မယာပင်စိုက်ပြီးဒူရင်သည်တည်ပါစေလို့ဘလို့မှရရချီလို့မရပါဘူးတရားသဘောကအလိုဘသူကိုဘသူကမှအားကိုးလို့မရဘူးသူတစ်ပါးကိုအားကိုးစေရမဟုတ်ကိုအားကိုရမယ်တဲ့ကိုမိမိဆိုတာအခြားမဟုတ်ဘူးဓမ္မတိပါဓမ္မတရဏအာနာညတရဏတရားတည်တာမိခိုရာကိုးစားရာအစစ်ပဲတဲ့တရားမှာတပါအခြားမိခိုရာအားထားရာမရှာပါနဲ့တဲ့ဒါဖျားရှင်အစုံအမှာပဲသူတပါအားမကိုးစားကိုအားကိုပါအခြားသူအားမကိုးစားကိုအားကိုပါတရားအားကိုရင်ဒိဋ္ဌိအနှောင့်ဖွဲ့ကလွတ်မြောက်သွားမယ်နိဗ္ဗာန်တည်ဟူသောတန်တိဒုက္ခအင်းကြီးရာရောက်သွားမယ်ရောက်သွားဖို့အတွက်အမြဲတမ်းသတိတတ်ပတ်စင်းမကင်းရဘူးသတိတတ်ပတ်စင်းရှိနေရင်အချိန်တိုင်းအတိမှန်အမြင်မှန်နေရနေမယ်အဲ့လိုရနေရင်စင်ကြယ်နေမယ်လွတ်မြောက်နေမယ်အင်းငြိမ်ချမ်းသာနေမယ်ယေရှုတော်ရှင်ရွှေဥမင်းဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတင်လွှာအဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါရရှင်